မေရဲ့ဟုတ်ကဲ့ကိုမာသာမျိုးဆောက်ဆောက်နေတာမေရဲ့ခရီးတော်ငါသားနဲ့စနေသားကြီးဟမ်ခေါ်ဒီကနေ့စိတ်ကောက်တာတော့ရတယ်နော်ဒီကျန်နေတာပါတော့စိတ်ချုံနဲ့ပေါ်နဲ့အမေကိုတရားကြည့်သွားပြီးဒါကြောင့်ကိုယ်ကလည်းလက်ပါရှိနေတာဒီကတော့ဘာတက်ခံလို့ပါအေးရောဒီမှာခေါ်ရတဲ့မြန်တဲ့ကလူကိုတော့လို့ရပါတယ်ဒီမှာသားနဲ့ဒီလိုကြလားတော့ဒီမှာလည်းရတယ်ဟာဘာခဏလေးတော့ဘာမကရတဲ့ကိုယ်ပဲရှိတယ်တော့ဘောနော်ဒီဝဲရတော့မဆုံးဘူးနော်မမစကွဒီဘောမကရရကျုံးနေပိုင်ဆိုင်ရရှိလို့လေကျွန်တော်လည်းခါပြီးသားဒီနေရာကထားတယ်မေရောရောက်ကိုင်းနေမှာဘောတော့တဲ့နာကလူပူဇော်တော်လို့ရပါတယ်တာယာမှုအဲ့ပေါ်